တရားဦးလို့ချစ်သူလိုချင်တယ်လို့ပြောလိုက်မိတာကြောင့်စနိုက်ဆက်ဆရမယ်ဆိုပြီးဝေဖန်ခံနေရတဲ့နော်ဖော်ရထားတရုတ်ဆောင်မင်းသမီးကျော်နော်ဖော်ရထားကတော့ပြည်သက်တီကြားမှာချစ်စရာကောင်းတဲ့အမှုရာလေးတွေနဲ့အတူတူနာမည်ရလာခဲ့တာဖြစ်ပါတယ်။ဒီလိုနာမည်ရနေတဲ့တရုတ်ဆောင်မင်းသမီးတလက်ဖြစ်ပေမဲ့စနိုက်ကျော်ရဲ့အကျင့်ဆိုးဆက်ထုတ်ပေါ်လာတဲ့အချိန်မှာတော့အကုန်လုံးရဲ့ဝေဖန်တာတွေကဲ့ရဲ့တာတွေကိုအတော်လေးခံစားခဲ့ရပါတယ်။ဒီလိုဝေဖန်တာတွေကြောင့်နော်ဖော်ဘက်ကသူ့မကိုဝန်ခံပြီးတောင်းပန်ကြောင်းပြည်သက်တွေကိုပြောခဲ့ပါတယ်။တချို့သောပရိသတ်တွေကတော့သူများရှိစားကိုစနိုက်လို့ဖူးတဲ့သူကနောက်လဲဒီလိုဆက်ပဲခင်မသေးကြတယ်လို့ခုထိဝေဖန်နေတော့မှသူချစ်ခင်ထက်ဆိုးနေတဲ့နော်ဘောကြောင့်သူပါတစ်တင်သူနဲ့တွဲသွားတဲ့သက်ဆိုင်တဲ့သူရှိနေတဲ့ယောက်ျားတိုင်းကိုပရိသတ်တွေကတတိထားဖို့ပြောနေကြပါတယ်လက်ရှိမှာလည်းတီဟာဦးလို့ယောက်ျားမျိုးလူချင်းနေဆိုတဲ့စကားကြောင့်ဒီရိတတိထားမကြခင်စနိုက်တော်မှာတေချာနေပြီဆိုပြီးဒီကိုတတိပေးနေကြပါတယ်နော်ဘောတယောက်တခါမှားမှုတဲ့အမှားကြောင့်ပရိသတ်တွေရဲ့အချစ်တွေပျောက်ဆုံးသွားခဲ့ရပြီးယုံကြည်မှုတွေပါဆုံးရှုံးခဲ့ရပါတယ်